လမ်းလျှောက်တာတောင်ထိပ်ကိုဒီပလက်တူရောက်ပြီပေါ့နော်ဒီဘက်ကနေမှတခြားလမ်းကြောင်းလှတာလေးကိုပြန်ရွေးလျှောက်ပါမယ်ဒီတစ်ခါတော့ပြပြနဲ့တက်သွားတဲ့လမ်းကြောင်းလေးပေါ့နော်အဲ့ဒါကြောင့်လို့အနေရကင်းနေပေါ့နော်ညမ်းလာတယ်နော်အိုးအရင်ကစားတဲ့နေရာလေးရောက်ပါပြီအမြဲတမ်းတရိတ်ဆန်လေးတွေသွားထားတယ်လမ်းကြောင်းလေးတွေလည်းတွေ့ရတယ်ဘုဒ္ဓရီတော့ရှောင်းရင်းနဲ့နေရတော့ပူတယ်ဒါပေမဲ့ပေါ့နော်ချွေးဆူလေးထွက်တယ်အေးတယ်ဘယ်လိုပြောရမှန်းတော့မသိဘူးကိုကလမ်းလျှောက်တာကြိုက်တယ်လို့မို့လို့လားမသိဘူးအဲ့နှင်းကလေးတွေထဲမှာဖွားရွလေးသွားရတာကအရသာတစ်မျိုးပေါ့နော်ဒါကတော့ပြနေရဆိုတော့ပြဿနာမရှိဘူးပေါ့တောင်ကြချောင်းရည်လေးတွေဂျားလေးတွေဖြတ်တန်းရတာသူ့ရဲ့အတန်လေးတွေကြားရတာစိတ်ကြည်ဖို့ကောင်းတယ်ပေါ့နော်အလိုလေးတွေကွန်ဘတ်လေးတွေလိုပဲအီလေးတွေတခါတလေကြာရင်အဲ့ဒီနှင်းလေးတစ်ပင်ပေါ်မှာကွန်ဘတ်လေးတွေလိုဖြစ်နေတဲ့ဟာလေလေးတိုက်လိုက်လို့ရှိရင်ပြစ်ကြတဲ့အတန်လေးကိုစိတ်နေတဲ့ချိန်မှာနားထောင်ကြည့်နိုင်အရသာရှိတယ်ဒီနေရာထိတ်ကတော့မီတာ1900ကျော်တယ်ဆိုတော့မီတာ2000နီးပါးပဲထားပါတော့2000နီးပါးဆိုရင်ပေပေါင်း6000လောက်ထိမြင့်တယ်ပေါ့နော်ဒါပေမဲ့လမ်းလျှောက်တာလေဘယ်နှစ်နာရီလောက်ကြာခဲ့တော့ဆိုရင်အသွား2နာရီခွဲအပြန်2နာရီခွဲဆိုတော့တူတယ်9နာရီလောက်တော့ကြာတယ်9နာရီလောက်ကြာတယ်ပေါ့နော်ခုခင်းနေရတော့တော်တော်လှတယ်ဘီဝဲရကြည့်လိုက်ဒါကလမ်းလျှောက်တဲ့လမ်းလေးပေါ့နော်ဒါစကီစီးတဲ့လမ်းကြောင်းမဟုတ်ဘူးလမ်းလျှောက်တဲ့လမ်းလေးစကီစီးတဲ့လမ်းကြောင်းကတခြားတစ်ဖက်မှာဟိုတရေကလူစနေတွင်းနေဆိုရင်ရမ်းရှုပ်တာဆိုတော့ဒီလိုမျိုးတောလမ်းလေးတွေကဖြတ်သွားပြီးတော့မှအဲ့လိုမျိုးနည်းနည်းလူသူကင်းတဲ့နေရာပေါ့နော်တိတ်ဆိတ်နေရာလေးတွေကိုရေးသွားပြကြတာများတယ်ပြောရရင်တော့တဘာဝရဲ့တကယ်အရသာလေးတွေကိုခန်းစားခြင်းနဲ့ပေါ့လေကိုမလို့တက်နဲ့လုပ်ခဲ့တဲ့နှင်းခဲပုံလေးပေါ့ဒါကတော့အိတ်တောင်ပေါ်မရောက်ခင်မှာလမ်းမာရင်ရက်နာပြီးတော့မှနှင်းနေအရန်ကြနေလို့ခဏတစ်ဖြုတ်နားခဲ့တဲ့နေရာလေးပေါ့နော်